Hello, Disney Hotel ကပါဒီနေ့မှာတော့မေတလလုံးစာအတွက်ငွေကြေးကန်ကိုကြည့်ပေးပါမယ် Pi 1 Pi 2 Pi 3ဆိုပြီးရှိပါမယ်အခုက Pi 1နေအတွက်မေတလစာအတွက်ငွေကြေးကန်ကိုစကြည့်ပါမယ်Pi 1နေကတာထွက်ကောင်းပါတယ်ပထမဆုံးလာရတဲ့သစမ်းကြရပေါ့နော်အဲ့တော့ Pi 1နေမေလမှာငွေဝင်လန်းနေပွင့်လာပါလိမ့်မယ်မမျှော်လင့်ထားတဲ့နေရာကနေငွေဝင်တာမျိုးဒါမှမဟုတ်ကိုလှုပ်သမျှအရာကနေအဆင်ပြေလာတာမျိုးအမျက်စွန်းများများရတာမျိုးတွေရှိလာပါလိမ့်မယ်ပျော်ရွှင်စရာသတင်းကောင်းတွေလည်းကြားရလိမ့်မယ်အကျွေးတွေရှိရင်လည်း Pi 1နေပြန်ရပါလိမ့်မယ်ငွေကြေးခက်ခဲတွေရှိနေရင်လည်းပြေလည်သွားပါလိမ့်မယ်နောက်တစ်ချက်က 3.1 အဲ့တော့ Pi 1နေလုပ်ငန်းတိုးချဲ့ဖို့စဉ်းစားနေရင်အချိန်ကောင်းပါအထူးသဖြင့်လေပြည်ပအလုပ်တွေနဲ့ဆက်ဆက်ပြီးလုပ်ရတဲ့လုပ်ငန်းမျိုးတွေဆိုရင်အရန်ကိုအောင်မြင်လိမ့်မယ်အရင်တုန်းကစူးစမ်းခဲ့တဲ့အရာကနေအောင်မြင်မှုတွေရတော့မယ်ပြောရရင်တော့ကိုယ်စိုက်ပျိုးထားတဲ့အပင်ကနေအသီးတွေတီးလာပါလိမ့်မယ်ရေရှည်အတွက်ယင်းနှိမ့်မြုပ်နှံမှုတွေရှိခဲ့ရင်လည်းလားလာအရန်ကောင်းပါတယ်နောက်ဆုံးကတ်က Pi 1နေ Justice ကတ်ကြတယ်အဲ့တော့ Pi 1အနေနဲ့စူးစမ်းသလောက်ရလက်ပြန်ရလိမ့်မယ် Pi 1နေတစ်ခုတတိထားရမှာကလေမရိုးသားတဲ့နီလန်းနေနဲ့ငွေရှာတာမျိုးထက်ကောင်းကောင်းမွန်မွန်လောက်ကင်စားတောက်တဲ့နီလန်းကပဲ Pi 1နေကိုပို့ပြီးတော့တည်ငြိမ်ခိုင်မြဲတဲ့ဝင်ငွေကိုရရှိလိမ့်မယ်နောက်တစ်ခုလေစာချုပ်စာရန်ငွေကြေးနဲ့ပတ်သက်တဲ့အဲ့လိုမျိုးအမှုခင်းတွေရှိခဲ့မယ်ဆိုရင်လည်း Pi 1နေဘက်ကနေအသာစီးရပြီးတော့အမှုကိုနိုင်လိမ့်မယ်ပြောရရင်တော့ဒီမေတလလုံးက Pi 1နေအတွက်ငွေကြေးနဲ့ပတ်သက်ပြီးတော့အရန်ကိုကောင်းမွန်တဲ့လပေါ့နော်အောင်မြင်မှုတွေရရှိလိမ့်မယ်ဒီကလို့ကိုကယင်းနှိမ့်မြုပ်နှံမှုတွေရှိခဲ့ရင်လည်းဒီယင်းနှိမ့်မြုပ်နှံမှုကနေပြီးတော့အကျိုးမြတ်တွေအများကြီးရမယ်ကိုလုပ်မဲ့အလုပ်တစ်တွေရှိရင်လည်းလုပ်လိုက်ပါဘာမှမစင်စားနေပါနဲ့လို့ပြောချင်ပါတယ် Pi 1တွေကတော့ဒီလောက်ပါပဲဒါဆိုရင် Pi 2တွေကိုစကြည့်လိုက်အောင် Pi 2တွေအတွက်ငွေကြေးကန်ကိုစကြည့်ပါမယ်Pi 2တွေအတွက်ငွေကြေးကန်ကပထမဆုံးကတ်က Knight of Pentacles ကြရတယ်ပေါ့နော်အဲ့တော့ Pi 2တွေအနေနဲ့ကငွေကလေဝုန်းကနေဆိုပြီးအဲ့လိုလုံးကနေကိုအလက်ထဲကိုအများကြီးရောက်လာတာမျိုးထက်ဖြည်းဖြည်းနဲ့မှန်မှန်ဝင်လာမဲ့သဘောရှိရပေါ့နော် Pi 2တွေအရင်တုန်းကအားစိုက်ထားတဲ့စူးစမ်းမှုတွေအတွက်လည်းခိုင်မာတဲ့ရလဒ်တွေက Pi 2တွေစီကိုပြန်လာပါလိမ့်မယ်နောက်ပြီးတော့လေဒီလမှာငွေကိုသုံးမယ်ဆိုရင်အလတ်ဟတ်သက်ကြီးမလိုတာတွေရှောင်မွယ်နဲ့ဒီလမှာလေငွေကိုအလတ်ဟတ်သက်တွေမသုံးဖြုံပစ်ပဲနဲ့စနစ်တကျစုဆောင်းနိုင်မဲ့အခြေအနေမျိုးလဲ Pi 2တွေမှာရှိတယ်အသုံးစရိတ်တွေကိုတည်တည်ချာချာစီမံခန့်ခွဲနိုင်ပြီးတော့ကိုယ့်ရဲ့ငွေကြေးနဲ့ပတ်သက်တာတွေကိုလည်းတေချာလှုပ်ဆောင်နိုင်လိမ့်မယ်ပြောရင်ငွေကြေးကိုတေချာစီမံခန့်ခွဲနိုင်လိမ့်မယ်ပေါ့နော်နောက်တစ်ခါက Wheel of Fortune ကကြရတယ်အဲ့တော့ Pi 2တွေအနေနဲ့အရင်လတွေမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ကြက်တဲခက်ခဲနေမယ်ဆိုရင်တော့အခုချိန်ကစပြီးတော့ကံကောင်းခြင်းတွေငွေကြေးနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့အရာတွေက Pi 2တွေရဲ့ဘဝတွေကိုဝင်လာလိမ့်မယ်တော့ပေါ့နော်မထင်မှတ်ထားတဲ့အပြောင်းလဲတွေကောင်းမွန်တဲ့အခွင့်အရေးတွေက Pi 2တွေစီကိုရောက်လာလိမ့်မယ်နောက်ပြီးတော့လေကန်ဆယ်မဲတွေပေါက်တတ်တယ်ထီပေါက်တတ်တယ်ကံကောင်းမှုတွေကြုံတတ်တယ်ပေါ့နော်အဲ့တော့ Pi 2တွေလုပ်နေတဲ့အလုပ်ကနေပြီးတော့လေကောင်းမွန်တဲ့အကျိုးမြတ်လေးတွေရတတ်တယ်နောက်တစ်ခုက Ace of Wands ကြရပေါ့နော် Pi 2တွေအတွက်ကငွေရှာရမဲ့လမ်းစာအသစ်တွေပြောရရင် idea အသစ်တွေကိုယ်ကိုလမ်းညွှန်ပေးမဲ့လူတွေပေါ်လာတတ်တယ်နောက်တစ်ချက်ကလေကိုယ်ပိုင်လုပ်ငန်းစဖို့စဉ်းစားနေတဲ့လူတွေရှိလားအဲ့ဒါဆိုရင်တော့စလိုက်ပါမစဉ်းစားနဲ့တော့ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့လူတွေရှိရင်လည်းလုပ်လိုက်တော့ Pi 2တွေကလေငွေရှာရမှာကိုတော်တော်စိတ်အားထက်သန်တယ်နောက်ပြီးတော့
အောင်မြင်မှုကိုရဖို့အတွက်လည်း Pine Tree အနေနဲ့အဆင်သင့်ဖြစ်နေပြီအဲ့ဒါကြောင့်ဘယ်ရာကိုမှမကြောက်ပဲစလိုက်ပါဒီမေလမှာ Pine Tree အနေနဲ့ဒီမေလကကောင်းမွန်တဲ့အပြောင်းလဲဖြစ်လာမဲ့လာတလားပေါ့နော် Pine Tree လည်းငွေကြေးနဲ့ပတ်သက်ပြီးမေလကအရန်ကိုကောင်းမွန်လဲလာပဲဖြစ်ပါတယ်ဒါဆိုရင် Pine Tree ကိုစကြည့်အောင်ဒီတလားစာငွေကြေးကံကိုစကြည့်ပါမယ် Pine Tree တွေတတက်ကကြရပေါ့နော်အရင်တော့က Pine Tree တွေကအဆင်မပြေတာတွေရှိခဲ့ရင်ဒါမှမဟုတ်အကျွေးတွေပိနေတာရှိခဲ့လို့ရှိရင်ဒီမေလကနေစပြီးတော့ Pine Tree တွေကအရင်တော့ကမကောင်းတဲ့အရာတွေကနေကောင်းမွန်တဲ့လမ်းဘက်ကိုကူးပြောင်းလာနိုင်မယ်တတက်ကကြီးလိုက်ရင်တော့ပေါ့နော်နည်းနည်းကြောက်စရာကောင်းလို့ထင်ရပေမဲ့အဆိုးတွေကအဆုံးသက်သွားပြီးတော့အကောင်းတွေကစတင်လာပြီဆိုတော့နမိတ်ကိုပြနေရပေါ့နော်အဲ့တော့ Pine Tree ရဲ့အနေနဲ့ရှင်နှုံးကငွေကြေးပြဿနာရှိခဲ့လို့ရှိရင်လည်းဒီမေလအစပြီးအားလုံးဆုံးသက်သွားလိမ့်မယ်အရှင်နှုံးကငွေရှာနီးအဟောင်းတွေကိုဆွတ်လွတ်ပြီးငွေရှာနီးအသစ်တွေနဲ့စတင်ရလိမ့်မယ်ဒီမေလကနေစပြီးတော့နောက်ပြီးတော့လေ Pine Tree ရဲ့အနေနဲ့သတိထားရမယ့်ချက်တွေရှိရဲ့မလိုအပ်တဲ့အသုံးစရိတ်တွေကိုမသုံးပါနဲ့ကိုယ့်ရဲ့ငွေထက်စီကိုတေချာလုပ်ပါအသုံးစရိတ်တွေကိုတေချာစီမံခန့်ခွဲပါပေါ့နော်ကိုရှင်နှမြုပ်မှနှံ့မှုတွေလုပ်မယ်ဆိုရင်လည်းတေချာကြည့်ပေါ့နော် Pine Tree တွေကိုအရင်တုန်းကအကျိုးမရှိခဲ့တဲ့အလုပ်တွေကနေပြီးတော့လေအကုန်လုံးကိုရှက်တန့်ပြီးတော့ကိုယ့်အတွက်တကယ်ကိုအကျိုးရှိမဲ့ကောင်းမွန်မဲ့အလုပ်တွေကိုပဲလုပ်ဖြစ်လိမ့်မယ်နောက်တစ်ကက်က Pine Tree တွေ The Stranger ပေါ့နော် Pine Tree တွေအရင်တုန်းကငွေကြေးခက်ခဲတွေရှိခဲ့ရင်တောင်မှ Pine Tree တွေရဲ့ပါနမှုတွေစိတ်ရှည်မှုတွေကြောင့်အောင်မြင်မြင်နဲ့ကြော်ဖြတ်နိုင်လိမ့်မယ်နောက်တစ်ခုလေငွေကိုစိတ်လိုက်မှန်မှမသုံးပါနဲ့ကိုယ်တိုင်ကလည်းငွေကိုအဲ့လိုမျိုးစိတ်လိုက်မှန်မှရှောက်မသုံးမိပဲထိန်းချုပ်နိုင်တဲ့စိတ်ရှိနေတယ်တဲ့ဒီ Pine Tree တွေမှာလေ Pine Tree တွေကကိုယ့်ရဲ့ကိုယ်ပိုင်အရေးချင်းကိုယ့်ရဲ့ skill ကိုပြနိုင်တဲ့အလုပ်တွေမှာပို့ပြီးတော့အောင်မြင်လိမ့်မယ်ဒီမှာလည်းကြည့် Queen of Wands Pine Tree တွေရဲ့ကိုယ့်ရဲ့ creative ဖြစ်မှုတွေကိုယ့်ရဲ့တက်ကြွမှုတွေကြောင့်ဝင်လမ်းကြောင်းတွေကပွင့်လာလိမ့်မယ်။သူတို့စီးပွားရေးလုပ်ငန်းရှင်တွေကိုပိုင်လုပ်ငန်းတွေလုပ်နေတဲ့လူငယ်တွေလူကြီးတွေအတွက်အရန်ကိုကောင်းမွန်တဲ့ကပ်ပေါ့နော်။အဲ့ဒါကြောင့် Pine Tree တွေစီကိုကောင်းမွန်တဲ့ငွေကြေးတွေကကောင်းမွန်တဲ့ငွေကြေးစွမ်းအားတွေစီးဝင်လာလိမ့်မယ်။ Pine Tree တွေကိုယ်တိုင်ကကိုအဲ့လိုစီးဝင်လာဆွဲဆောင်နိုင်တဲ့ energy ရှိရပေါ့နော်။လူမှုဆက်ဆံရေးကနေတစ်ဆင့်ဝင်လာမယ့်လမ်းကြောင်းတွေလည်းပေါ်လာတတ်တယ်အဲ့တော့ Pine Tree ကိုပြောချင်တာကဒီမေလမှာအပြောင်းလဲကိုလက်ခံပါအခွင့်အလမ်းတစ်ကိုဖန်တီးရမယ်ဒီမေလကနေစပြီးတော့အပြောင်းလဲတွေကတော့ရှိလိမ့်မယ်ဒီအပြောင်းလဲတွေကလေကိုယ်နာကျင်တယ်လို့ခံစားရပေမဲ့ Pine Tree တွေဒီရအောင်မကြောက်ပါနဲ့ဒါကကိုယ့်အတွက်ကောင်းမွန်တဲ့နေရာကိုပို့ဆောင်ပေးလိမ့်မယ်အဲ့တော့မေလအတွက်ငွေကြေးကံကိုဒီညလေးမှာပဲရှင်းလိုက်ရအောင်နော်ဒီဗီဒီယိုလေးကိုကြည့်တတ်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေ။